အားလုံးမင်္ဂလာပါနော်အဲ့တော့ကျွန်တော်နာမည်ရဲတီဟာပါအဲ့တော့ကျွန်တော်ဒီနေ့ဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အဲ့တော့ကျွန်တော်ရှေ့မှာပြောသွားတဲ့နော် double entry နဲ့ပတ်သက်တဲ့ကျွန်တော်တို့ assets equity liability နော်နောက်တစ်ခုကကြတော့ double entry နဲ့ပတ်သက်တဲ့ကျွန်တော်တို့ income နဲ့ expense ပြီးတော့ double entry နဲ့ပတ်သက်တဲ့ inventory ပေါ့အဲ့တော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ပြန်ပြီးတော့ summary ပေါ့နော်ကျွန်တော်အချင်းချုပ်အနှစ်ချုပ်လေးပြန်ပြီးတော့ပြန်ပေါင်းပြီးတော့ပြန်ရှင်းပြပေးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ accounting equation လို့ပြောရင် asset is equal to equity plus liability ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ assets က debit nature debit balance ဖြစ်တဲ့အတွက် assets တွေတိုးရင် assets အကောင့်မှာ debit နဲ့တွားပေါင်းပြီးတော့ assets တွေရော့သွားတယ်ဆိုရင်ကျွန်တော်တို့ assets အကောင့်မှာ credit side ကနေပြီးတော့နှုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ equity နဲ့ liability နဲ့ကကြတော့ credit nature credit balance ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ equity တွေ liability တွေကိုတိုးစေရင်ကျွန်တော်တို့က credit side မှာတွားပြီးတော့ပေါင်းပေးရမှာဖြစ်တယ်လို့ equity နဲ့ liability ကိုရောစေတယ်ဆိုရင်သူ့ရဲ့သက်ဆိုင်ရာအကောင့်တွေမှာ debit side ကနေပြီးတော့ပြန်ပြီးတော့နှုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကနေမှကျွန်တော်တို့ပြန်ပြီးတော့ခွဲတယ်အဲ့တော့ equity မှာ equity ကိုတိုးစေတဲ့ income တွေရှိတယ်လို့ equity ကိုရောစေတဲ့ expense တွေလည်းရှိပါတယ်အဲ့တော့ဒီအကြောင်းအရာအနေနဲ့ပတ်သက်လို့လည်းကျွန်တော်ရှေ့ဗီဒီယိုမှာလည်းအသေးစိတ်ပြောပြထားတာရှိပါတယ်အဲ့တော့တကယ်လို့မကြည့်ရသေးဘူးဆိုရင်လည်းပြန်ပြီးတော့အသေးစိတ်ပြန်နားထောင်လို့ရပါတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့မှာပြန်ပြီးတော့ equity ကိုတိုးစေတဲ့အကြောင်းတရားကိုခွဲထုတ်လိုက်မယ်ဆိုရင် equity ကိုတိုးစေတဲ့ထဲမှာ income တွေရှိတယ် profit တွေရှိတယ် equity ကိုရောစေတဲ့အကြောင်းတရားတွေမှာ expense တွေရှိတယ် drawing ရှိမယ် loss တွေရှိမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က income နဲ့ profit တွေ credit nature ဖြစ်ပြီးတော့ expense ရဲ့ drawing ရဲ့ loss ရဲ့အကြတော့ debit nature debit balance ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတော့ပြန်ပြီးတော့ခွဲထုတ်လိုက်ရင်တော့ main ကတော့အဓိကအကောင်းစဉ်၅ခုအောက်ကနေတွားပါတယ်အဲ့ဒါတော့ assets ရဲ့ equity ရဲ့ liability ရဲ့ income ရဲ့ expense ရဲ့ဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့စီးပွားရေးနော် business accounting နဲ့ပတ်သက်တယ်ဆိုရင် financial accounting နဲ့ပတ်သက်တယ်ဆိုရင်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့စီးရင်စရာတွေမှာခေါင်းစဉ်တွေ꿰တွေအများကြီးရှိပါတယ်အဲ့တော့ဘလောက်ပဲများကျွန်တော်တို့အခုပြောသွားတဲ့အဓိက main ခေါင်းစဉ်၅ခုအောက်ကနေပဲပြန်ပြီးခွဲထုတ်သွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့လဲကျွန်တော်ဒီမှာလဲပြောပြထားပါတယ်အဲ့တော့ assets equity liability income နဲ့ expense ကဘာ nature တွေလဲဆိုရင်အဲ့တော့ debit မှာဆိုရင် assets နဲ့ expense နဲ့က debit nature debit balance ဖြစ်ပြီးတော့ equity liability နဲ့ income ကတော့ credit nature credit balance ဖြစ်ပါတယ်အဲ့တော့ assets ကနေပြီးတော့မှပြန်ပြီးခွဲထုတ်ထားတဲ့เนาะကျွန်တော် double entry for inventory ဆိုတဲ့เนาะဗီဒီယိုကလစ်လေးကိုလည်းရှေ့မှာမျှဝေပေးရတာရှိပါတယ်ဒါဆိုဒီ inventory နဲ့ပတ်သက်လို့ကုန်ပစ္စည်းပေါ့เนาะကုန်ရောင်းရတာတွေကုန်ဝယ်တာတွေနဲ့ပတ်သက်တဲ့ဟာကိုပြောရမယ်ဆိုရင်လည်းအဲ့ဒီကနေမှပြန်ခွဲသွားတဲ့ inventory ဒီ assets ဖြစ်တဲ့ debit nature debit balance အဲကြောင့်မို့ဒီ inventory ကိုတိုးစေတဲ့အကြောင်းတရားတွေဖြစ်တဲ့ကုန်ဝယ်လိုက်တဲ့ purchase account ကုန်ဝယ်စီရင်ရဲ့ရောင်းလို့ပြန်ဝင်လာတဲ့ sale return in white account ရဲ့က inventory ကိုတိုးစေတဲ့စီရင်တွေဖြစ်တဲ့အတွက် assets ကိုတိုးစေတာမို့လို့အကောင့်တွေက debit nature debit balance ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ inventory ကိုဘယ်လိုအခြေအနေမှာရော့စေလဲဆိုရင်ကျွန်တော်တို့ကုန်ရောင်းလိုက်ရင် inventory ရော့သွားမှာဖြစ်တယ်လို့ဝယ်ထားတဲ့ကုန်ပစ္စည်းတွေကိုပြန်ပြီးတော့ပို့လိုက်ရင်လည်း inventory ရော့သွားမှာဖြစ်ပါတယ်အဲကြောင့်မို့ inventory လို့ခေါ်တဲ့ assets ကိုရော့စေတာဖြစ်တဲ့အတွက် sale လို့ခေါ်တဲ့ကုန်ရောင်းရငွေစီရင်နဲ့ purchase return hour လို့ခေါ်တဲ့ကုန်ဝယ်ပြန်ပို့စီရင်တွေဒီ credit nature credit balance ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကခေါင်းစဉ်တစ်ခုချင်း main ခေါင်းစဉ်၅ခုကနေပြီးတော့ပြန်ပြီးတော့ခွဲထုတ်ပြီးပြောရမယ်ဆိုရင် assets ဒီ debit nature debit balance ဖြစ်ပါတယ်ပြီးတော့ကျွန်တော် expense ကလည်း debit nature debit balance ဖြစ်ပါတယ်အဲ့လိုပဲ purchase လို့ခေါ်တဲ့ကုန်ဝယ်စီရင်ကလည်း debit nature debit balance ဖြစ်ပြီးတော့ sale return in white လို့ခေါ်တဲ့ကုန်ရောင်းပြန်သွင်းစီရင်ကလည်း debit nature debit balance ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ loss ရှုံးနေရလဲ debit nature debit balance ဖြစ်ပါတယ်ပြီးတော့ drawing လို့ခေါ်တဲ့ပိုင်ရှင်ထုတ်ယူသုံးစွဲငွေရလဲ debit nature debit balance ဖြစ်ပါတယ်အခုဒါကျွန်တော်ပြောပြသွားတဲ့စီးရင်ကောင်းစဉ်တွေအားလုံးဒီ debit nature တွေကိုပဲတီးခြားရွေးပြီးတော့ပြောပြသွားတာဖြစ်ပါတယ်ဒါဆို credit nature credit balance အောက်မှာဘာတွေရှိလဲဆိုရင်ကျွန်တော်တို့ equity လို့ခေါ်တဲ့เนาะပိုင်ရှင်ထက်ဝင်ငွေလုပ်ငန်းတန်ဖိုးဆိုတာရှိပြီးတော့ liabilities လို့ခေါ်တဲ့ကျွန်တော်တို့လုပ်ငန်းကနေပြီးတော့ပြင်ကိုပေးရမယ့်အကျွေးမြီတွေပေးရတာဝန်တွေကို
credit nature credit balance လို့သတ်မှတ်ထားပါတယ်အဲ့တော့အဲ့ဒီထဲမှာ equity ကိုတိုးစေတဲ့အကြောင်းတရားဖြစ်တဲ့ income တွေ profit တွေကလည်း credit nature credit balance ဖြစ်တယ်လို့နော်အဲ့တော့ဒီ income တွေကိုရစေတဲ့ကုန်ရောင်းရငွေလို့ခေါ်တဲ့နော် sale revenue sale ကုန်ရောင်းရငွေစင်းရလဲ credit nature credit balance ဖြစ်ပါတယ်ပြီးတော့ကုန်ဝယ်ပြန်ပို့လိုက်တဲ့ purchase return outward ကလည်း credit nature credit balance ဖြစ်ပါတယ်အဲ့တော့ပြီးရင် liability အောက်မှာကျွန်တော်တို့เนาะ12လအတွင်းမှာပေးရမယ်ပေးရန်တာဝန်တွေနဲ့12လပြင်ပမှာပေးရမယ်ပေးရန်တာဝန်တွေ liability တွေအားလုံးကလည်း credit nature credit balance ဖြစ်ပါတယ်ဒါဆိုရင်အခုကျွန်တော်ဒီ video clip လေးမှာရှေ့မှာပြောသွားတဲ့ double entry video တွေကိုပြန်ပြီးတော့အနှစ်ချုပ် summarize လုပ်ပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်ဒါဆိုရင်ရှေ့က video တွေမှာလည်းအသေးစိတ်တစ်ခုချင်းစီရဲ့အကြောင်းတရားတွေကိုကျွန်တော် example လေးတွေနဲ့တကွာတေချာပြောပြခဲ့တာရှိပါတယ်အဲ့တော့တကယ်၍များအခုဒီ summary ပြောပြထားတဲ့ဟာကိုတေချာမရှင်းလင်းဘူးဆိုရင်ရှေ့က video clip လေးတွေကိုတွားကြည့်ခြင်းအပြင်ပြန်ပြီးတော့လေ့လာလို့ရပါတယ်ပြန်ပြီးတော့နားထောင်ကြည့်လို့ရပါတယ်အဲ့တော့အခုကျွန်တော်ပြောချင်တဲ့ဒီနေ့ဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအဲ့တော့ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာ double entry ကိုသိပြီဆိုရင်ဒီ account တွေရဲ့ nature တွေကိုသိပြီဆိုရင်ဒါ double entry နဲ့ပတ်သက်လို့တော်တော်လေးတီးမိခောက်မိသွားပြီလို့ထင်ပါတယ်ဒါပေမဲ့ပို့ပြီးကျွမ်းကျင်အောင်တော့မလုပ်အောင်လဲဆိုရင်ကျွန်တော် practice လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုလည်းကျွန်တော်တို့ practice လုပ်ဖို့အတွက်သူ့ရဲ့သက်ဆိုင်ရာကျွန်တော်တို့နေရာနေပြီးတော့တွားပြီးတော့လေ့လာလို့ရတယ်လို့သင်တန်းတွေကနေပြီးတော့လည်းလေ့လာလို့ရနိုင်ပါတယ်အဲ့တော့နောက်ထပ်ပြီးတော့ video clip လေးတွေကိုလည်းကျွန်တော်ထပ်ပြီးတော့ဝင်ပြပေးသွားပါဦးမယ်အဲ့တော့ဒီကြားထဲမှာကိုသိကျင်တာကိုဘေးကျင်တာကိုမရှင်းတာကိုဆွေးနွေးကျင်တာရှိတဲ့အကြောင်းအရာလေးတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော် comment ကနေပြီးတော့ဝင်ရောက်ပြီးတော့မေးမြန်းဆွေးနွေးတိုင်ပင်သွားလို့ရပါတယ်ဒါဆိုရင်အားလုံးဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြန်ဆောင်ကြပါဦး